以，这没来的。看人家第一个登记，看人家那叫大钱来呢。毛没来呢，没耽误的啦。嘿，你多钱要多来着，你拖钱的要拖到来着，都我们听了喏，俺有吗？有我们的开带。嘿，毛，毛。可以。这啥嘛不多来喏？都话为俺下马不？快上去看来。都多话为，ဒီလိုအစင်မျိုးပြန်မရနိုင်တော့ပါဘူး။နောင်နောင်ဘွားလေဒီတက်တက်ယောက်ျားရနိုင်ပါဦးမလား။အမျိုးပြန်ပါရဲ့။ဟာဒီရွာလူတွေကဘာလဲကွာပုံမှန်လူတွေမရှိကြတော့ဘူးလားငါ့ကိုလာရွက်ဟမ်ပိုင်စီဆိုတဲ့ကောင်ကိုလာမရွဲနဲ့နော်ငါလည်းရွဲတတ်တယ်အချမ်းစောင်းနေအောင်ရွဲပြမှာအာမှန်လေလေအခုငါဘာလုပ်ရမလဲဘသူသွားပြီးပွဲချမ်းရမလဲဟာလေကျွဲเจ้าနဲ့အဖိုးကြီးကိုသွားကြည့်အယူတန်းထားလားသမင်းစင်ကအဖွားကြီးနှစ်ယောက်လားအေးဒါမှမဟုတ်ဟိုအချောက်မောင်နှမလားဘသူသွားပြီးကျန်းရမှာလဲဘသူမှကျန်းလို့မရဘူးမရဘူးငါတော့မနေ့လုံးအောင်ပြေးလာတာကွာဟာဒီရောလည်းထွက်သွားလို့မရသေးဘူးဟိုကအောင်သေးဆိုတဲ့ကောင်လည်းဒီရောမှချိန်လာတာမင်းလည်းသိအခုဘာလုပ်ကြမလဲပြောဟမ်အဲ့တော့ဘာလုပ်ကြမလဲငါတို့ဘိုက်တော်စားနေပြီလို့ရအောင်မင်းကတွေ့ရကောက်စားလို့ရတယ်ငါမရဘူးစားလို့လည်းမဖြစ်ဘူးကွာတော့စားတာဟိုကောင်လေးပြန်လာပြန်ပြီဘာလို့မင်းစားပြီလား အဖွားတို့စားတာမဟုတ်ပါဘူးကွယ်ရောင်းတာပါအဲ့ဒါကြီးစားတာဒါနဲ့ရွာထဲတော်တော်နှံ့ခဲ့ရလား နှံ့ပါလေအဖွားတော့ကျွန်တော်မေးရရှိတယ် မေးပြန်ပြီဘာမေးစရာရှိလို့လဲမေး ရင်းဝယ်မလား ဟေးစီးမဲ့လူလည်းမရှိပါဘူးကွယ်မဟုတ်ပါဘူးမဟုတ်ပါဘူး ကျွန်တော်ဘိုက်တော်စားနေပြီဗျ ဟဲ့အဲ့ဒါဆိုရင်ထမင်းဝယ်စားလေ ပတ်စံပါမလားလို့ပေါ့ကျွေးရအောင်ကျွေးရမလားလို့ ဟုတ်အချို့ဝယ်စားဖို့မလိုပါဘူးကွယ်စောစောကငါတူပါလေဒေါ်ကြီးကိုစိတ်ကူပေးထားတာပဲကျေးဇူးရှိပါတယ်ထမင်းတစ်နက်လောက်တော့ကျွေးနိုင်ပါတယ်ကွယ်ဟုတ်ပါတော့ဟုတ်ပါမလူတတ်ရင်ဈေးရောင်းတဲ့ကုသိုလ်ရတာပေါ့စားသွား ကျွန်တော်အလာကမစားပါဘူးဟိုကျွန်တော်ခိုင်းနေတာခိုင်းလို့ရပါတယ်ခင်ဗျဟုတ် တခြားခိုင်းစရာတော့မရှိပါဘူးရေလေးတစ်ခေါက်နှစ်ခေါက်လောက်တော့ငင်ပေးသွားရင်ရပါတယ် ရပါတယ်ကျွန်တော်လုပ်ပေးပါမယ်ခင်ဗျာကျွန်တော်လုပ်ပေးမယ်နော် ကဲညီမထမင်းတော့ခုတော့ဩဟုတ်ကဲ့မိုင်းဒါနဲ့မိဝက်သားစားလား အော်စားပါတယ်ခင်ဗျာ အဖွားတို့ဆိုင်မှာတော့မရောင်းဘူးကွ ဩဖွားရဲ့မရောက်တာကိုများပြောနေသေးတယ်ကျွန်တော်ဟေးကြီးမများပါဘူးရှိလာတာမြန်ချပေးလိုက်ပါတော့ဖိုင်းလေမင်းဒါဘာလုပ်နေဒီရေပုံးနေမင်းစွဲနေဟလား မမေးနဲ့ငါဘာတစ်ခုမှမပြေချင်ဘူးကွာမမေးနဲ့ မပြေလို့မရောက်လေကွာမင်းမဲပြောတော့ဒီရွာမှာငါတဲ့နှစ်ဆဝင်ကြမ်းထားမယ်ဆိုဘယ်နဲ့ရေစွဲနေရတာငါကယ်ရမယ်ကောင်မ ဟောမင်းကဘာလုပ်ကြလဲ ဟဲ့ပိုင်းစီငါလူပဲမင်းကဒီရွာမှာကောင်လေးတယောက်ကြံစီမယ်လေကွာအဲ့ဒီမှာအဲ့ဒီကောင်မလို့ကြိုက်တဲ့ကောင်သူရဲကောင်းကြီးဝင်လို့တော့မင်းကအဲ့ဒီကောင်ကိုစုံးသွားပြီးတိုင်မှာကျိုးနဲ့တုတ်တော့ငါဝင်ကဲဒါတို့နှစ်ယောက်တမဲစင်လေ ဒီမှာ
ဒီရွာမှာလေကြံစရာဘာမိန်းကလေးမှမရှိဘူးအချောက်ပဲရှိတယ် အချောက်ဖះချောက်တော့ အဲ့ဒါကြောင့်မင်းကိုမပြောချင်ဘူးလို့ပြောတာကွာခက်ကွာဒီရွာကနေသွားမယ်ကွာ သွားလို့မရဘူးလေဟောပိုင်ဘာမှလည်းငါတို့ကတထားကြီးတယ် မျော်လင့်မနေနဲ့မင်းမအယူလက်ချက်မိသွားမယ် ဟဲ့ပိုင်ဖះအယူကပါလာမြန်တာလေကွာငါဘာမှကိုနားမလဲတော့ဘူး အေးအဲ့ဒါကြောင့်မင်းကမမေးပါနဲ့လို့ပြောနေတာပေါ့ဒီမှာငါလည်းဒီရွာကိုရောက်ပြီးတည်းကငါ့ကိုငါဘာဖြစ်သွားမှန်းကိုမသိတော့ဘူးတမင်းတလုံးစားဖို့အရေးကွာဒီမှာငါရေဆွဲပေးနေရတာပဲကြည့် ဟာဟဲ့ပိုင်စေမင်းကလူမိုက်လေကွာမင်းတရွာလုံးမိုက်ကြီးခွဲပလိုက်မှာဘယ်နဲ့အခုတော့ထမင်းတစ်လုံးစားရေဆွဲပေးနေရတယ်လို့တော်အချင်းပေါ်ကြားကုန်မယ် ကြားကုန်မယ် ပြောရမှာမင်းဟဲ့မင်းစိတ်အေးထားတယ်ငါဘာမှနားမလဲတော့မင်းစိတ်အေးတိုင်းတစ်ခုချင်းကပြောရရ ပြောမယ်ဒီမှာဒီရွာကိုစဝင်လိုက်တာနဲ့မင်းတို့ကလို့နွားအုပ်မဟုတ်ဘူးနော်ကျွဲအုပ်အကြီးပဲအချိုတွေမှာကားနေတာ ဟောမင်းအဲ့ကျွဲဟုတ်တယ်မင်းမြင်းနဲ့ဝင်တိုးတယ်ဗော အာသေသွားမှာပေါ့ငါလမ်းဖေးပေးလိုက်ရတယ် ဟမ် ဟုတ်တယ်အဲ့ဒီကစလွဲတာတောက်လျှောက်ကိုလွဲတော့တာပဲ 导师，我不明白啊！哎呀，မရှိသေးနော်ငါရေပုံးနဲ့ကောက်ထုပါ ဟောမဟုတ်ဘူးမင်းကိုကြီးတာမဟုတ်ပါဘူးကွာမင်းပြောတာနားတော့မင်းငါတွေးနေငါရှိနေတာမင်းကိုလေအဲ့ဒီကျွဲเจ้าနဲ့အဖိုးကြီးသာဝင်မကယ်ဘူးဆိုရင်အဲ့ဒီအယူလက်ထဲမှာမင်းဘိုးကအခုလောက်ဆိုဘာဖြစ်နေပြီလဲသိလား ငါပါဖြစ်မှာ ဘာဖြစ်ရမှာလဲကွာမင်းပြောတော့အဲ့ဒီအယူတန်းလာရဲ့သားရှင်ပြုတ်ကန်ဒီမှာတည်သွားတာဆို အေးလေ ပြီးတော့အဲ့ဒီအယူတန်းလာလဲမင်းကိုသူ့သားလို့ထင်နေတာဆိုတော့ဟိုချွဲเจ้าနဲ့လူကြီးသာဝင်မကယ်ဘူးဆိုရင်အခုချိန်လောက်ဆိုရင်အယူလက်ထဲမှာမင်းဘိုးကဘာဖြစ်နေပြီလဲစဉ်းစားကြည့် သားမောင်ရှင်လောင်းလေးငါသားကကိုရင်ဖြစ်သွားပြီဆိုရင်ဘေးရသားကိုလေကိုရင်လေးလို့ခေါ်ရင်ငါသားကဘယ်လိုထူးမှလဲ တိုင်း အေးဟုတ်တယ်အဲ့လိုထူးရပါခဲဘေးခေါ်မယ်နော်ငါသားထူးကိုရင်လေး တိုင်း ကိုရင်လေး တိုင်း ကိုရင်လေးရေ တိုင်းရေ ကိုရင်လေးရေ အောင်စီမင်းမတတ်မယ်ပြပြမင်းမတတ်မယ် မင်းကတော့အယူသားပြအောင်လုပ်လေမင်းကတတ်မယ် ဟဲ့ခုမှလာပြီးရှယ်ရမ်းရမ်းနေဒီရွာကိုမင်းမသာမင်းစုံစမ်းပြီးမင်းမသာမင်းဝင်တာလေမင်းအယူသားတို့အချောက်မှလင်တော့မဖြစ်တာပဲမင်းကကောင်းတယ်မဟုတ် ဟဲ့မင်းကမပြောဘူးလားငါ့ကိုဘာမှမမေးနဲ့လို့ဒီကထွက်သွားမယ်နဲ့မင်းကမပြောဘူးလားမင်းကငါဒုက္ခရောက်နေရကိုမင်းရီးနေတယ်ဗောအရသာခံနေတယ်ဗော ဟဲ့အရသာခံရအောင်ဘယ်မလဲအရသာခံစရာတရားကြီးဘာမှမရသေးဘူးလေ ဟဲ့မရနောက်တစ်ယောက်ဆုံးနေဒီကမင်းလဲပဲ ဟာဟဲ့မင်းအလက်မှာဘာမှမရသေးဘူးလေ အရမရကွာငါလဲပြီးသွားပြီအေးနောက်တစ်ယောက်ဆိုရင်တော့မင်းလဲပဲ ဟာ Baby go say like me a good da 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 chip bala ta ane nita toa tu la tu ne tu thai tu tren tu ne go ဒီမှာလေးတဲချောတင်လာဒီရွာလားနာမည်ဘယ်လိုခေါ်လဲဟာရေဦးလေးမပြေးနဲ့လေမပြေးနဲ့လေ ဟာခေရမင်းဘာလုပ်တာလဲမလေးဘာဖြစ်လဲသူကလေညီမလေးကိုချောရတယ်တရေတယ် ဒီမှာလေးတို့ညောက်ကညီမလေးလားညောက်စလုံးကအချောလေးတွေပဲနော်ကိုနာမည်ကမောင်ဝင်းပါတိုက်ခေါ်သားလေးကိုအံ့ကူပါ အဲ့တော့ငါဘာလုပ်ရမလဲ ဟောညီမလေးတို့တယောက်အချိန်ရမယ်ဆိုရင်မောင်ဝင်းတို့နဲ့ခဏလိုက်ခဲ့ပါ ဘာကွာ မင်းတို့ဘယ်ရတာ
နေတော့လေမမမဖြစ်တော့ဘာဖြစ်တော့နောက်ဘူးတက်ရှောက်သွားနေမမနောက်ပါမယ်နီးလာတော့မလားလာဖိတ်ကြားထားတဲ့အတိုင်းစုံစုံညီညီမဟုတ်ပင်ပဲအားတဲ့လူတွေရောက်လာတယ်ဆိုတော့ကျုပ်တော်ကအနေနဲ့အားရတယ်ဗျာကျုပ်မော်ကြီးကတော့အားမရဘူးဗျာဘာဖြစ်လို့လဲဗျာဘာဖြစ်ရမှာတော့ဗျာကိုရက်ရွာကိုကာကွယ်မဲ့ကိစ္စအားလုံးမပါဝင်သင့်ဘူးလားအားလုံးမှာတာဝန်မရှိဘူးလားတိုင်းပြည်တပြည်ကိုကာကွယ်တော့မယ်ဆိုရင်အားလုံးပါဝင်ရမယ်အားလုံးမှာတာဝန်ရှိတယ်ကိုရက်ရွာကိုချစ်ကြကိုတိုင်းပြည်ကိုချစ်ကြသမ်းပါဗျာကိုမောကြီးပြောတာမှန်တယ်အတိကတော့မျိုးချစ်စိတ်ရှိဖို့အရေးကြီးတယ်ဒါမှလည်းတိုင်းပြည်ကိုချစ်ပါလေအဲ့တော့လူတိုင်းရဲ့ရင်ထဲကိုမျိုးချစ်စိတ်ထည့်ပြရချုပ်ရှင်ထဲမှာတော့မျိုးချစ်စိတ်အပြည့်ရှိတယ်အဲ့ဒါကြီးစရာဟုတ်တယ်မရှိဟုတ်လေညီမလေးဒါအတီးပြိုးနေတော့ခောက်လိုက်တော့မကြီးနဲ့တောင်းမှပါတယ်ခေါင်းဆောင်မှာခေါင်းဆောင်တာဝန်ရှိတယ်လို့တိုင်းသူပြည်သားတွေမှာလည်းတိုင်းသူပြည်သားတွေတာဝန်ရှိတယ်ဟာမှန်လိုက်တဲ့စကားဗျာတွဲတွက်အောင်ကိုမှန်တယ်ကိုတာဝန်ကိုကျေဖို့အရေးကြီးတယ်ဗျတစ်ချိန်တော့ကိုတာဝန်ကိုမကျေခဲ့ကြလို့ကျုပ်တို့ဘယင်ပါတော်မူခဲ့တာမဟုတ်ဘူးလားကိုမောကြီးကျုပ်မမီလိုက်ပေမဲ့ကြားဘူးနားသွားတယ်နေတော်ကဆိုတဲ့ကောင်တွဲစုနေတာဗျအေးကျုပ်တို့ရက်ရွာကိုကာဝယ်ဖို့ကိစ္စမှာအားလုံးတွဲဆူရမယ်စီးရုံးရမယ်တာဝန်ကျင့်ရမယ် ကိုမောကြီးကျုပ်တို့နေရဲ့ပတ်ဝန်းကျင်မှာပေါင်းချမ်းနေတဲ့ဓမြဖို့ရွှေသွားနဲ့အဖွဲရဲ့ရန်ကိုကြိုတင်ကာကွယ်ဖို့အတွက်ဘာတွေပြင်ဆင်ထားလဲအဲ့ဒါကျုပ်သိချင်တယ် စိတ်မပူပါနဲ့ကျုပ်တို့ကခေါင်းဆောင်တယ်ဟောဒီရက်ရွာနဲ့ရွာသူရွာသားတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဖို့ကျုပ်တို့ခေါင်းဆောင်တွေအသက်နဲ့လဲဝမယ် တောင်းပါမယ်တကယ်ကြီးတောင်းပါမယ်ဗျာဟိုကျုပ်ပြန်လာခဲ့မယ်သူတော့ပြန်ပို့လိုက်မယ်နော်တော့ပြန်ပို့မယ်အော်တော့လာတို့မယူငါယူလာရလိုက်စမ်းဘာကောင်းလို့လဲဟမ်ခေါင်းစုပ်ဒီအရက်ကတော်တော်အေးလို့ဟဲ့ဘာလာမင်းလားဘယ်မှာလဲဟဲ့တေးမှတ်ထားငါနာမည်အောင်စေတဲ့ကွာဟဲ့ဒီရမှာရှိနေတဲ့အဖွဲကဘသူတွေလဲဆိုတာမေ့ကြည့်လိုက်အောင်ဟဲ့မေးစရာမလိုအောင်စေမှာအဖွဲမရှိဘူးတကောင်နဲ့မိုက်နေတာအကြောင်းသိချင်စမ်းကြည့်လိုက်လေကွာဟဲ့လေဘိုင်လဲကွာညားလိုက်ဒါရလှန်နေနဲ့ရတယ်တာရီရှင်တယောက်ချင်းဆွဲမင်းကဖေးဒီကောင်ဘာလာလို့တာလူကောင်နေရောဘယ်သူတွေလဲဒီကောင်ရွာထဲရောက်လာဘယ်ကောင်မှမသိဘယ်လိုလဲကိုကဖက်ကလာမသိဘူး
ကိုတော့ကတော့ကိုမော်ရုပ်ရွာထဲမှာချင်းနေဘလို့ရှိလဲ မင်းမနေနဲ့ဟာနင်တို့ညီမနှစ်ယောက်လုံးဝရမ်းထုတ်တာတယ်ဟာ အဲ့ဒီမယန်းတို့လေအခုပါလာသေးလားဟင် ငါစားလိုက်ပြီဘာပြောတော့သူကဘာလို့မရတော့ပြောတော့မင်းရတမောအဲ့ဒါပြောတော့မဟုတ်ဘူးဟာနင်တို့ညီမနှစ်ယောက်လုံးဖမ်းဖို့အတွက်ဝရမ်းထုတ်တာတယ်အမိတ်ထုတ်တာတယ်အဲ့ဒါပြောတာဟာ ဒီကောင်တွေကလေခုချိန်ဒီရွာတွေကထွက်မသွားသေးဘူးလား ထွက်သွားမှာမဟုတ်ဘူးဟေ့နင်တို့ညီမနှစ်ယောက်ကိုအသေးရရအရှင်ရရတဲ့အမဲဖြတ်ဖို့စောင့်နေတယ် အဲ့ဒီအမဲဖြတ်ပြီးဝမ်းနေသားလေးကျမတို့တက်ချက်ခဲ့နော် မိုးကိုသားပို့ကောင်းဘာလဲပြောလဲဟောသူကဘာလို့ဝင်လာပြောလဲငါကြိုက်တာမိုးကိုသား ကဲကိုမော်ကြီးကလေညီမလေးကြောင်းတဲ့ကဲကိုမော်ကြီးကလေညီမလေးကြောင်းတဲ့သူပြောမှလိုက်ရောင်မနေနဲ့ဟိုကောင်လေးရွာတွေကအများဆုံးထွက်သွားဘလို့လောက်ကြမလဲ ဒီကောင်လေးထွက်သွားဖို့ကတော့မမျော်နဲ့ကြည်ကြည်အခုတော့လူတယောက်ကိုဖမ်းထားသေးတယ်ဟာ ဘာတူလဲ မသိဘူး ဒီရွာမဟုတ်ဘူးလား မဟုတ်ဘူးဟာညနေစင်းအဲ့တဲ့တယောက်ပဲ ဒါဆိုရင်အဲ့လူကအစိုးရဘက်ကများလား အဲ့လိုဘာတူလဲဆိုတာသိချင်မလို့နဲ့မကြခင်တက်ပြစ်တော့မှာတဲ့နင်တို့ညီမနှစ်ယောက်ဒါဒီထဲနေတဖောင်းမှမခွာနဲ့နော်နင်တို့ဖွက်ထားတာငါတို့မှအန်တို့ရရှိတယ်သူတို့ကမြေလန်ရှာနေတာဟာ ခင်ဗျားတို့အခုလိုစောက်ရှောက်ပေးထားတာကျေးဇူးတင်ပါတယ်ဗျာကျုပ်တို့ကြောင့်တော့ဘယ်သူမှဒုက္ခမရောက်စေရပါဘူးကျုပ်တို့သတိနဲ့နေပါမယ် ကဲလူလည်းထမင်းစားနောက်ကျနေဦးမလားဒုံးညံနေကြူထားလိုက်နော် မိုင်းငိမ့်လားညီမလေးပိုက်စားအေးပါယူပါမယ် မင်းတို့ကဒီရွာသားတွေလား ဟုတ်ပါတယ်ခင်ဗျတယောက်နဲ့တယောက်မမြင်မှုကြပေမဲ့ဘိုးကြီးတို့ကျွန်တော်တို့ကကြောက်ပြီးသားပါခင်ဗျ အခုလည်းဘိုးကြီးတို့စကားကိုနားမထောင်ပဲနဲ့ရွာပြင်ထွက်လာတာမဟုတ်ပါဘူးအလူရင်လိုက်ရှာနေတာပါဟမ်ဟုတ်ပါဘူးဘိုးကြီးတို့အတွက်ရိတ်ခါရှာပေးမလို့ပါ ဟုတ်ပါတယ် ဘူကြီးတို့အဖွဲ့ဆိုတာကဘာသူပြောတာ ဟာကျွန်တော်တို့ရွာကိုဝင်စီးတာဘိုးကြီးတို့တစ်ဖွဲ့ပဲရှိတယ်လေဘာလဲနောက်တစ်ဖွဲ့ရောက်လာလို့လားယင် ဟောတပွဲတဲ့တော့မိကိုကြွတ်တယ်ဖြစ်နေပါပြီကွာ ကျွဲလျှောက်ပါ ရွာထဲမှာကြွတ်တော့ပြတ်မချောက်ရဘူးဘိုးကြီးတို့ကအဲ့လောက်မေးသေးတာပါဗျာဟိုကျွန်တော်တို့ပါခိုင်းမှုလဲဟိုခိုင်းချစီခိုင်းမှာနော်အားမနာနဲ့နော် ငါကောင်အောင်စီတော်တော်လှုပ်ထားလို့နဲ့တူတယ်ဒါပေမဲ့အဖွဲဆိုတော့ဒီစမ်းပါโอเคထားသားမှာအဲ့လောက်ကြီးကြောက်မနေပါနဲ့ထားခင်ဗျားတို့မေးစရာရှိလို့ဘူကြီးတို့အဖွဲ့ဆိုတဲ့စကားကိုကျုပ်မရှင်းဘူးဗျနားလည်အောင်ပြောစမ်းပါ မနောက်ပါနဲ့ဘိုးကြီးဘိုးကြီးကြီးစားတာဆိုရင်ကျွန်တော်တို့ခံနိုင်မရှိတော့ဘူး အဖွဲမှာဘိုးကြီးကတယောက်တည်းဒါတပည့်နေမှာပို့ဘိုးကြီးလို့ခေါ်လိုက်တာနောက်တလို့များဖြစ်သွားလိုက်ရင် ဒီစမ်းပါဦးဗျခင်ဗျားတို့ရွာကိုဝင်စီးထားတာတဘုံအဖွဲ့လားဓမြပါ ဘလူးလေ ဟုတ်ပါတယ်တပုံတများတွေတဲ့ကိုပိုကြောက်ရတယ်ဘိုးကြီး ဟာဒါဆိုရင်တော့ခင်ဗျားတို့ထင်တာမှားသွားပြီဗျကျုပ်ကခင်ဗျားတို့ပြောတဲ့အဖွဲ့တွေကမဟုတ်ဘူး ဟိုအဲ့ဒါဆိုဒါနောက်တစ်ဖွဲ့လိုက်ရင် နောက်တစ်ဖွဲ့လည်းမဟုတ်ဘူးကျုပ်ကတာမန်ခရီးသွားတယောက် အာအဲ့ဒါများစောစီးပြောပါလားဗျ အေးလေကွာတပုံဝဲအမှန်ပြီလန့်လဲရတာ ဩကျုပ်ခင်ဗျားတို့ကမချင်းကြောက်ဘူးလေခင်ဗျားတို့ဘာသာခင်ဗျားတို့ကြောက်နေရတာလေကျုပ်ကခရီးသွားမလို့ဒီရွာကိုဝင်ပြီးလေ့လာတာ ဘလူးစီးရတဲ့ရွာကိုလေ့လာမလို့တခါတည်းပြီးသွားလိုက်မယ်နော် ဒီမှာမကြောက်တက်လို့တယောက်တည်းခရီးသွားနေတာဗျခင်ဗျားတို့ကကြောက်တက်လို့အဲ့လူကခင်ဗျားတို့အနိုင်ကျင့်နေရနေမှာပေါ့ ဟိုမကြောက်လို့ရမလားလို့ရက်ဆက်လိုက်တာမကန်းကုန်ရော ခေါင်းဆောင်ဆိုတဲ့လူကစကားတခွန်းမှမပြောနဲ့တတ်လိုက်ဖြတ်လိုက်တာလူစိတ်မရှိတော့ဘလူးစိတ်ဖြစ်နေ အခုလဲရွာထဲမှာအကြတဲ့အောင်မကြတာသူ့ကြောင့်ကြည့်ပါလားလို့ပြန်တော့မို့လား အောင်စီကလူတက်တယ်
ဒီကောင်စီကန်းဖောက်တာဒါမှမဟုတ်ကျန်းစရာကုန်သွားလို့မဖြစ်မနေလုံးလိုက်ရတာများလား ဟဲ့မတောင်းနဲ့လေးရအဲ့ဒီလူစိတ်မရှိဘူးဘလူးစီးတယ်ဆိုတဲ့အကောင်ကလူတရားရောက်ကိုများဖမ်းတာပြီ ဖမ်းတာလေသူအပိုင်စီးတာလေအင်းရှိမှာကျိုးနဲ့တုတ်တာလေမကြခင်တတ်တော့မှာတဲ့ ဒီရွာကမိန်းကလေးတရားရောက်ကိုများလက်စီးပြီလား ပြောတော့ဒီဘွဲကမဟုတ်ဘူးဆို မဟုတ်ဘူးလေဗျာ မဟုတ်ဘဲနဲ့ဘာလို့အကုန်သိနေတာတော့လို့ ဩလူစိုးလူမိုက်တွေကဒါမျိုးပဲလုပ်တတ်တာပဲဒါအလုံးနေကြပဲသိတယ်နော်ပြောတတ်မအောင်ဖြစ်စည်းသေးလားလို့ ဖြစ်စီဖို့တော့ကြံသေးတယ်ဒါပေမဲ့မအောင်မြင်ဘူးအခုတော့အဲ့ဒီညီမဝရမ်းပြေးညီမဖြစ်နေပြီဟုတ်တယ်အဲ့ဒီညီမကိုမရမချင်းနဲ့ဒီရွာမထွက်ဘူးတဲ့ဗျာ ဟုတ်ပြီခမည်းတော်ရွာကိုကြောက်ကဲတင်မယ်ဗျာ ဘယ်လိုကဲတယ်မလဲ အဲ့ဒီဘလူးစီးနေတယ်ဆိုတဲ့ကောင်လည်းကြောက်တွေ့ခြင်းနဲ့ တို့တော့ပါကွာတော့ကြားသွားတော့ငါတို့ပါနေဘူး မလို့ပါဘူးတိုးတိုးပြောစရာမလိုဘူးခက်လက်မအောင်ခက်လက်မအောင်ဒီမှာအခုအချိန်ကစပြီခမည်းတော်တရွာလုံးလဲတိုးတိုးပြောစရာမလိုဘူးခမည်းတော်ရွာကိုကဲတင်မဲ့သူပေါ်လာပြီအဲ့ဒါကြောက်ပဲအဲ့ဒီဘလူးကိုကြောက်တတ်မယ် မကြောက်မနာပါလေကွာခုပြတ်သွားရင်ငါတို့မပါဘူးနော် အာခမည်းတော်ကအဲ့လိုအကြောက်လှူနေလို့အဲ့ကောင်နှိပ်ဆက်တော့ခမည်းတော်ခံနေရတာဗျဒီမှာအဲ့ဒါတွေအားလုံးဒီနေ့အဆုံးသတ်ပေးမယ်ယုံလားအဲ့ကောင်ရှိတဲ့နေရာကျုပ်ကိုလိုက်ပြ ဒီကြပြောနေလား နှခေါင်းလို့ပြော အဲ့ဒါဆိုငါတို့လမ်းပြပေးမယ် အေး မရှိရတော့ ဟာလမ်းပြပေးမဲ့သူကရှိရသွားမှာ အနောက်ကနေလမ်းပြောပေးမယ်လို့နော်ကိုအနေကိုကာကွယ်တာကဲမဲ့လူကရှေ့ကိုသွားကဲမဲ့ဆိုပြီးရောက်မလာတာအတွေ့အကြုံရှိတယ်နော်ရှေ့ရသွား ပြပြီးရောလာခဲ့ဟဲ့အောင် ညာ လာလေဟောလာလို့ပြောနေမလာဘူးလား လာပြီ ငေါငါ လာပြီသူတို့လည်းမဟုတ်ဘူးပြောသေးတယ်တနက်ပါလို့လား ငါရားလို့ကော ဟာဗျာခဏမကြောက်ပါနဲ့ဗျကြောက်တတ်တယ်ဆိုတော့ခဏထုံးမကြွားချင်ဘူးနော် အဲ့ဆိုဘာလို့နောက်မှကြံလဲ ကဲမဲလူကရှေ့ရသွားလို့ပြောရတယ်လေကြာဘူးနာဝါရှိတယ်နော်လမ်းတော့လက်ပြန်မှုမလား ဟာပြန်စရာအကြောင်းမရှိဘူးအဲ့ဒီအိမ်ကိုရောက်ပြီလားလို့ခင်ဗျားတို့ကိုမေးမလို့ ရှေ့ကောင်မှရောက်နေပြီနီလာလို့ဟိုနားမှာရက်နေတာဒီနားတိရောက်လာတာကိုသူ့ရဲ့ကောင်းလို့ထင်တာဗျ ပြီးရောနော်မလိုက်ရင်လည်းနေခဲ့အေးဒါမှတစ်ခုတော့ရှိတယ်ဒီမင်းကိုခင်ဗျားတို့လည်းခဏထားခဲ့သူ့နာမည်ကရွှေနီလို့ခေါ်တယ်ပြောစကားနားထောင်လေဗျာ ကျွန်တော်တို့ကသူ့ပြောစကားနားထောင်အောင် ဟာနားမထောင်ရင် तू ကကံမှာ ဗျာ ရောက်ယူထားလိုက်မလွတ်စေနဲ့နော်ကင်ထားဒါမျိုးလားအမလီဒီတော့လားဟာဘယ်သူတွန်းလိုက်တာ တူလေ သူတွန်းလား ဘယ်သူမှတွန်းလာမဟုတ်ဘူးကျိုးကလေးတက်ပြီးကိုယ့်ဟာကိုလဲတာအမလေးကဲမဲသူကချော်လဲနေရတယ်လို့ ဟာကင်ထားနော် ဟုတ်ကဲ့ ဒါမလုပ်နဲ့ ဟင်းမလုပ်ပါဘူးလို့လေပြောင်းနေရှုပ်ရှက်ခတ်နေကြပဲဟေးဟေးတကယ်တော့လာကြည့်စမ်းအောင်စီဖေဘလို့ဖြစ်တာလဲကွာမင်းမျက်နှာတစ်ခုလုံးလေးစုပ်ပြတ်တက်လို့ပါလားဖေဒီရုပ်ကိုတတ်ဖို့ဖမ်းချုပ်ထားတယ်ဆိုတော့ငါမင်းလောက်ထားပြီးထင်းနေတာမင်းအခုဘလို့ပြရတာလဲကွာ လက်တော့ ဟာရဘာလို့လဲရမှာလဲမင်းကဘယ်သူလုပ်ရလဲငါ့ကိုပြောရ နာလိမ့် ဟာရနာကွာမင်းကအခုလိုလုပ်တာငါမခံဘူးငါပြန်လို့မှကျင်တယ်ငါ့ကိုပြော ပြောနေရသားနဲ့ကွာ အဲ့ကောင်မှချုပ်ထားလိုက်ဘာခေါင်းနေမှန်းဘူးဘုန်းကြီးတော့လာမှဆင်ချက်ချတယ် တတ်မယ်ဆိုရင်လေမနဲ့ကြောင်တတ်ပါလားဗျာမသိခင်အေးကြီးဝအောင်အိတ်သွားစမ်းပြရစီ
ကျွန်တော်တို့တခုခုကျွေးပြီးတော့2ရက်3ရက်လောက်ထားပါဦးဗျာပိတ်စားလို့ပါ ခင်ဗျားတို့ဘာတွေပြောနေလဲလာခဲ့တာခင်ဗျားတို့လာခဲ့တာ မကြည့်ဖိုင်စီဘာလို့လာကြတာလဲဟာလာလာလာ မင်းတို့ဘာတူလဲ ခင်ဗျားတို့ကဘာလို့လဲ ကျုပ်တို့ကဒီရွာသားတွေဗျ ခင်ဗျားမင်းပြောလို့ရနော် ရေးထဲမှာငန်းနေသေးတယ်ကွာဟဲ့ तू ကငါတို့ရဲ့အသက်တကယ်ကျေးဇူးရှင်ဖြစ်သွားပြီကြားဖြစ်မဖြစ်ပြီမင်းကလေဟုတ်နေပါဦးဗျဟိုကျွန်တော်တို့ကမသိဘူးနဲ့ဘာလို့ဝင်ခဲ့တာလဲ သူတို့နှစ်ယောက်ပြောပြလို့ ဒီနေ့ကတော့ငါသိတယ်ကွာ ဟောဟာလား နာမည်ဘယ်သူအရေးတော့မိတ်ဆက်နေသေးတယ်ဗျာခင်ဗျားလေခင်ဗျားတို့ကလေလူချင်းပဲသိတာလေဗျာနာမည်မှမသိတာကျွန်တော်မြင်အောင်ရွှေနေလေရော ခင်ဗျားဗျာနေတာတွေဖြုတ်တာတွေအရေးမရှိဘူးအရေးကြီးတာလူဗျခင်ဗျာခင်ဗျားတို့ရှင်းပဲပြောနော် ဟိုကျုပ်တို့ရွာကြီးကြီးရဲ့ဝဲမင်းညီမဆိုတော့ဗောဗျာ အော်ခင်ဗျားတို့နှစ်ယောက်လား ကျွန်မအကြီးလေကျွန်မအငယ်လေ ဘာလို့တော့နေ ကတော့ကြမှာတော့ကြီးကြီးဆိုတာကျုပ်မှညီမလေးတယောက်ရှိတယ်ကျုပ်တို့ပြောတာ ဒီရုပ်ကလေးနဲ့ကြာဘာကြောင့်များဝရမ်းပြဖြစ်ရတာလဲ ဒီမှာခင်ဗျားတို့ဖမ်းထားတဲ့အဖွဲကကျုပ်တို့ရွာဝင်စီးထားတာဟုတ်တယ်နော်ကျုပ်ဘာကြောင့်ဝရမ်းပြေးဖြစ်ရလဲဆိုတာခင်ဗျားတို့ပြောပြမယ်နင်တို့ဘာကောင်တွေပဲဖြစ်ဖြစ်ဂိမ်းမဆိုင်ဘူးဒီမလေးနောက်ဖက်နေသားမင်းကလေးတွေကိုမကောင်းကြံတယ်ဆိုတာဒါကြောင့်ကိုငါမင်းလုပ်တယ်ထင်နေတာကွာ ငါပဲလေဟာငါရောက်ကလေးအဖက်ခံထားတယ်လေဘယ်ချိန်အဲ့ဒါတွေသွားလောက်ရမှာလဲမြင်လေကြီးတယ်ကွာ ထင်လို့ပါ ကဲပါအခုခင်ဗျားတို့ကျုပ်တို့ဘာကြောင့်ကဲလာလဲဆိုတာရှင်းပြီမလား မရှင်းသေးဘူးရဟိုတယောက်နဲ့တယောက်တိလဲမတိပဲနဲ့ဘာလို့သက်စွန့်ဝင်ကြရတာလဲဆိုတာတော့ထပ်ရှင်းပြပါဦးလား ကျုပ်တို့ရွာလွတ်မြောက်ဖို့အတွက်ဒီကောင်လေးဖွဲ့ကိုကျုပ်ပြန်တိုက်ချင်တယ်ဗျာကြောင့်မလို့ခင်ဗျားတို့ကဲရှင်းပြီလား အော်ရှင်းပြီကျွန်တော်ရှင်းပြီမနေ့ပြန်မိုးလင်းတာနဲ့ဒီရွာကနေကျုပ်တို့ထွက်မယ် ဟာလေ ဟုတ်ပြီလေဒီရွာအတွက်ကျုပ်တို့ထွက်တိုက်မယ်လို့ဒီလိုပြောပါတိုက် ပိုက်စီ အဲ့ ရ လို လေ မလုံးသေးနဲ့လေကျုပ်တို့အခုချိန်မှာအင်အားနည်းနေသေးတယ်တင်းတို့တွေကအင်အားကြီးတယ်အဲ့တော့အချိန်တော့ယူရလိမ့်မယ်အချိန်ကရပါတယ်လောလောဆယ်ဒီကထွက်ဖို့အရေးကြီးတယ်လာ ကျုပ်ပြောတဲ့ဆိုင်းဆိုင်ဥဖိုးကြီးရဲ့အိမ်ကဒီအိမ်ပဲဗျာ ဟုတ်ရလားကိုဘငွေအာ ဒါလေရမယ့်ကိစ္စမဟုတ် လိန်ခမ်းလာများတော့လည်းမယုံရဲတော့ဘူးဗျာ ဥဖိုးကြီးဟုတ်တယ်မြို့ဖဲရလေဟာဥဖိုးကြီးတားလားအော်ဒီရွယ်တော့ရောက်နေပြီလားကောင်းလေမင်းဖေရောမင်းဘလို့မင်းဟာအော်သူ့မင်းလို့မိမမသိဘူးမရပါသားနဲ့တူတယ်မရပါသားခမရားလေနင်ကလင်ပါသားငါနဲ့ဘဝချင်းတူလာလို့မေးတာပေါ့ဟာတခြားစီတေပါချင်းတွေဝေးကြီးပဲ ကြည့်လဲလို့နော်တိုင်းဆရာနဲ့ဆိုင်းဆရာနဲ့မှားနေကုန်မယ် 哦，ခေတ်ကာလာမငြိမ်မသက်ဆိုတော့လူရင်တွန်းအောင်ဆောင်းထားတာနဲ့တူပါတယ်။လေဟိုဒီကြီးတို့အဲ့လိုရိုင်းရဘူးလေ။ဦးနာမေကလေဥပငွေတဲ့မင်းဖေမိတ်ဆွေနေဖေရော ညနာကြီးကလည်းပွားစီစီတယ်အတော့များထားတယ်နဲ့တူတယ် ။အိုးဘလို့ပဲဖြစ်ဖြစ်ပါရှင်။ဒီလိုဖောင်းဖောင်းလေးဆိုတော့ချစ်စရာလေး အာသူ့ဘာသူတောက်မတောက်ဗျာကျုပ်တို့ကဆိုင်းကားဦးလာတာပဲဟဲ့မင်းအဖေကိုတော့ခေါ်တာကွာ ။ဒီလိုတဲချင်းနဲ့တူတယ်ဟုတ်လား။ဟဲ့ကျဆိုင်းစရာတာပုတ်သွားတာဘလောက်အတန်အောင်တယ်လေ။နေသမားပဲဖေ။ ကျမလည်းအောင်ပါတယ်ရှင်။ပုတ်ပြမလား ဩ ။ဟုတ်နဲပြောတာပါကျန်တာမပြောရပါဘူး ဘာလဲဟာကဲလူစုံတက်စုံပဲဗျာအေကနတာဆိုင်းမောရှိလို့တီးလုံးတိုက်နေကြတာခင်ရမယ်လာကြဟာဟိုင်းလေဦးကြောင်ကြောင်နေလာပြောနေအစောဖတ်လားဖတ်ပါဟာဘယ်တော့ဒီမှာဘာလို့ လဲနာကွာဒီမှာသူတို့တိုက်တဲ့နို့တောက်နေတာဟဲ့တော့လေနွားနို့ ဒီမှာသူတို့နှစ်ယောက်ကိုဆက်ပြီးကယ်ထားဖို့လုံးဝမဖြစ်နိုင်တော့ဘူး
ဖိုးကောင်နေလက်ထောက်ပြန်အပ်လိုက်တော့ မလုံးနဲ့လေဗျာ ဗျာလေခဏမကယ်ထားခြင်းဘူးဆိုလေကိုလန်းကိုသွားပြရစီအဲ့လူလက်ထက်ကတော့ပြန်မအပ်ပါနဲ့ဗျာဘယ်နဲ့ကယ်ပြီးသားယူအေး ဟိုကောင်နေလက်ထဲတော့ပြန်အဲ့လိုမရတော့ဘူးဟိုမှာနောက်တစ်ခွက်ထပ်ဖမ်းလာပြန် ဘာလဲအဲ့ဒါခင်ဗျားတို့လူတွေလားဟမ်ခင်ဗျားတို့လူတွေလား ဟုတ်ပါဘူးကျောက်တော့2ယောက်တည်းသမားဗျာ တယောက်တည်းသမား မင်းနဲ့ငါ2ယောက်လေကွာ အဲ့ဒါကြောင့်ပြောပါတယ်မင်းစကားပြောမတတ်ပါဘူးလို့နေပါဦးဟဲ့အဲ့အဖမ်းခံထားတဲ့လူကဘယ်လူလဲ အဲ့ဒါတော့မသိဘူးဗျညနေစိမ့်နေပဲပုံမှန်နေတော့မဟုတ်ဘူး ယူတွေလား သူကမေးရတယ်ရှိသေးတယ်နေဖွဲတယ်မဟုတ်ဘူးဘာပြောလဲဘာပြောလဲ ကဲနေစမ်းမနေချောင်းဒီမှာဘာပဲဖြစ်ဖြစ်အဲ့လူတွေကိုတွားပြီးကယ်မတော့ဖြစ်မယ် နေပါဦးဟိုဘယ်သူဘယ်ဝါမှမသိပဲနဲ့ဘာလို့သွားကဲနေရလဲ အင်အားကြီးအောင်လို့လေအင်အားကြီးအောင်လို့အဲ့ဒီရွှေသွားနဲ့အဖွဲကိုပြန်တိုက်ဖို့ဆိုတာခုချိန်မှာအင်အားခင်ဗျားတို့2ယောက်ပဲရှိသေးတာသူတို့ဖမ်းထားတဲ့လူကိုတွားပြီးကယ်လိုက်မယ်ဆိုအင်အားကြီးဖြစ်သွားပြီအဲ့ဒါဆိုပြန်တိုက်လို့ရပြီဗောဗျာ မျိုးမယ်ကျွန်တော်တို့သွားကယ်တဲ့လူတွေကလူဆိုးတွေဆိုဘယ်လိုလုပ် ပြန်အပ်လိုက်မှာပေါ့ အဲ့လေ ဘာမှမလုပ်ဝင်တော့ကွာအေးဟုတ်တာပိုင်စီမင်းကလည်းကွာလူစိုးချင်းတော့ဖမ်းမလားကွာ ဒါဆိုသွားကယ်မယ်ပေါ့ ကယ်မှာကြားတယ်ခုညာပဲလှုပ်ရှားမယ် သူတို့ဆိုရင်တော့ဘာကဲလို့မပြတ်ဘူး ဟင်အပြောလေသူတို့တွေလူဆိုးတွေလား လူစိုးမဟုတ်အဲ့ဆိုခင်ဗျားတို့ရဲ့ရန်သူလား ကျုပ်တို့ရဲ့ရန်သူတော့လည်းမဟုတ်ပါဘူးမဟုတ်ဒါမဲ့ကဲလို့မဖြစ်ဘူးကဲလို့မဖြစ်လို့ ခင်ဗျားတို့မကယ်ရဘူးလားအဲ့ကျုပ်တော့ကယ် ဟာနေပါဦးဟိုစဉ်းစားနေတာဘယ်လိုလုပ်ကောင်းပိုက်စေ စဉ်းစားမနေနဲ့သွားကယ်လိုက်တော့ကယ်မယ် နေဦးမတော်လို့ဖြစ်သေးဘူးဟောဆောက်အဲ့ဆောင်းနေရောက်ရှိတယ်အဲ့ဘက်မှာပူနေဒီမှာနောက်ဒီလိုဆွလိုက်ဒီကောင်နဲ့တူသွားโอเคအဲ့ဆိုမင်းတို့ရှိရတော့ဟဲ့ဟုတ်ပြီအမမိုးလေးမင်းတို့တို့အပွဲရောင်ဆောင်ပြီးအိမ်နှစ်ယောက်ကိုရှင်းလိုက်ဟိုလူတွေကိုငါတို့နောက်ကဝင်ကြမယ်လို့ပြောတာဟဲ့ရဲပါဗျာတကယ်ပါအညီလေးပေါ့ကြီးရဲ့ဟဲ့ရဲပါတကယ်လို့ကဲကြပါဒီမှာတကယ်လားချောင်းနေကြောက်တယ်ဒီတော့ကြည့်ရတာမလား ကြီးနေတာကြာပြီတိုင်ရောတင်မပြတ်နိုင်လို့ထမ်းဆောင်နေတာ ဟဲ့လူခမရတို့လာခဲ့တာတိုးလို့ပြောအသက်မရှိမထွက် တိုးဆိုမင်းလည်းတိုးပြောလေခင်ဗျာတကယ်မသိဘူးအဲ့ဒါဆိုလူစစ်ဖို့တော့ညလေလူမို့လို့ခင်ဗျားတို့ကကဲလာနိုင်တာဗောဗျာခင်ဗျားလည်း ခမရတို့ကဘာတွေလဲအမှန်တိုင်းမပြောလို့တော့ဓမြိုင်နဲ့တိုင်လိုက်မှာနော်ဟောတိုင်လို့ဖြစ်မလားကွာငါတို့ဘာဖမ်းသွားမှာပေါ့ငါတုံးရဲ့သူတို့နဲ့တဖွဲ့တည်းလားလို့မေးကြည့်တာပါဗျာ ခင်ဗျားလေဗျာတပွဲတည်းမလို့ခင်ဗျားတို့ကိုကယ်လာတာပေါ့ခင်ဗျားတို့နားလဲအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့2ယောက်ကတငယ်ချင်းတွေဟိုကျွန်တော်တို့2ယောက်ပေါင်းပြီးတော့ခင်ဗျားတို့ရမှာစီးပွားရှာတာ စီးပွားရှာတာဟုတ်တယ်ဒါဆိုခမရတို့နှစ်ယောက်ပေါင်းပြီးတော့လိမ့်တာခမရတို့လူလေးပေါ့ ဟာနေကြပါဦးခင်ဗျားတို့ဘာတွေလဲကြောက်ကလည်းပြောကြပါဦး မဟုတ်ဒီလိုပါကြီးဟိုကျုပ်ရှင်းပြပါမယ်ဒီလိုပါဟိုသူတို့ပြောသလိုကျွန်တော်တို့နှစ်ယောက်ကလူလေးလူညာတွေတော့မဟုတ်ပါဘူးတကယ်တော့ကျွန်တော်တို့တက်ကြွတဲ့ပညာနဲ့ကိုယ်တိုင်အနာခံပြီးစီးပွားရှာကြတဲ့တငယ်ချင်းတွေပါ ဟုတ်ပါတယ်ဗျဟိုတစ်ဖက်သားရဲ့အမြင်မှာတော့လိန်တယ်လို့မျိုးလို့ဖြစ်နေတာပေါ့ဟိုဒါမဲ့လေဟိုတစ်ဖက်ကကြီးဖြူနဲ့ပေးတဲ့တထားကြီးတွေကိုပဲကျွန်တော်တို့ကခွေးဝေယူကြတာပါ ဘိုးတို့ဟိုချောမင်းနဲ့ကိစ္စမင်းတို့ထင်ထားသလိုမဟုတ်ဘူးနော်ငါတို့ဟန်ဆောင်ကြတာမင်းတို့ချောမင်းမေးကြည့်လို့ရတယ်နော် အကိစ္စချောမြန်ကျုပ်ကိုအကုန်လုံးပြောပြပြီးသားပါဗျာကျုပ်သိတယ်ဒါပေမဲ့တရားလုံးဘယ်သူမှမသိပါစေနဲ့ဆိုတော့ကျုပ်ကနှုတ်ပိတ်ပြီးနေရတာဗျာ ဟာတကယ်လား ဟုတ်ပါတယ်ဗျာဘာမှမဖြစ်ပါဘူးကျုပ်ရှင်းပြပါမယ် ဟုတ်တယ်ဘာခမတို့ရောချောမင်းနဲ့ကျွန်တော်ဘာမှမဖြစ်ခဲ့ပါဘူးဗျာအခုတော့ခမတို့နဲ့ကျွန်တော်တို့နဲ့ကြားမှာလည်းဘာပြဿနာမှမရှိတော့တော့ပါဘူးဗျာနော်စိတ်ထဲရှင်းရှင်းထားလိုက်ပါခ
ခမရတို့ပေးလိုက်တဲ့တရားကြီးဆိုတော့လည်းခမရတို့ရွာမှာကျုပ်ပြခဲ့တဲ့ဒဏ်ရာတွေနဲ့တွေတန်ပါတယ်ဗျာ ခဏနေဦးမြခမရတို့ကဒီရွာကိုဘာလာလုပ်ကြတာ အေးဟုတ်တာပဲ ဘာလာလို့ရမှာလဲကျုပ်တို့ရွာချောမွေရလဲပွဲကခြင်းနဲ့စိုက်စရာလဲစိုက်တီးခြင်းနဲ့ဒီကနတ်ကြော်ကလဲနတ်ကခြင်းနဲ့အဲ့ဒီအတွက်ဒီရွာမှာစိုက်လာငှားတာ ဟောခမရတို့ကလည်းဗျာတပုံစိတ်ထားတဲ့ရွာကမှစိုင်းလာငားရတယ်လို့မသိတာကံကောင်း ဟုတ်ပါ ကျုပ်ကတော့ခင်ဗျားတို့နှစ်ယောက်ကိုလူကောင်းအောင်ပြီးကဲခဲ့တာနော် ဟာလူကောင်းတွေပါကျွန်တော်လူကောင်းတွေပါခင်ဗျ ဟုတ်ပါလေ အခုလည်းခင်ဗျားတို့နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီရွာကိုကဲတင်မှာပါကျွန်တော်တို့ဘဝမှာကောင်းတာတစ်ခုခုတော့လွတ်ဖြစ်အောင်လုပ်မှာပါဗျာ ဟုတ်ပါလေဗျာ ဟုတ်ပါပြီခုလောလောဆယ်ကတော့ခင်ဗျားတို့ရဲ့အကူအညီလဲလိုနေသေးတယ်ဆိုတော့ခင်ဗျားတို့လက်ခံထားလိုက်မယ်ခင်ဗျားတို့ရဲ့အကူအညီလဲလိုနေသေးတယ်ဆိုတော့ခင်ဗျားတို့လက်ခံထားလိုက်မယ် ဟုတ်အကူကြီးဆိုတာဘာကိုပြောတာ ဟာကျုပ်တို့အားလုံးပေါင်းပြီးတော့ဒီတပုံအပြောင်းတိုက်လိုက်လေဗျာ ဒီတော့ဘယ်ရွာအတွက်လဲ ဒီရွာအတွက်ပေါ့ ပြန်မယ်ကျုပ်တို့ရွာအတွက်မဟုတ်ပြန်နေဗျာဗျာလေ ဟာရ ပြောရဲချစ်တာ မင်းအဲ့လိုစကားမပြောနဲ့လေကွာအခုဒီရွာမှာစီးထားတဲ့ကောင်နဲ့ဓမြမောက်တော့တပုံအစစ်ဖြစ်နေပြီကွာဒီတရွာကိုအနိုင်ကျင့်လို့ရွာတခြားရွာတွေလည်းထပ်ပြီးအနိုင်ကျင့်အောင်ပါပဲမင်းတို့ရွာကိုလည်းအချိန်မရွေးရောက်လာနိုင်တယ်အဲ့တော့ဒီကောင်တွေကိုဒီရွာမှာနဲ့တခါတည်းအမြင့်ဖြတ်มาရမှာအောင်စီဟေး မင်းတခါမှမပြောဘူးတဲ့စကားတွေမင်းပြောနေတယ်နော် ဟလာ ဟဲ့မင်းလူအစ်စ်ကိုဟုတ်ရလားကွာဖရဲများလားကွာဟဲ့လား ဟုတ်လေတရေများလားတရေ ခမရဟရဲဆို ဒါကျုပ်ကကြောက်လန့်ပြီးလှောက်လိုက်တယ်ဗျဟဲ့ရပြစ်သွားတာ ကဲတော်ကြပါတော့တရေပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ကျုပ်တို့အဖွဲ့တွေအားလုံးနဲ့ကြောက်ဖို့ကောင်းတာအဲ့ဒီတပုံအဖွဲ့ပြီးတော့တပုံအဖွဲ့ဘလို့ပြန်ပြီးတိုက်ခိုက်မလဲဆိုတာကိုဘလို့အစည်းအဝေးမလဲကဲစဉ်းစားကြ ဟာဘောလားတိကျစဉ်းစားမယ်နော်အခုကျုပ်တို့ဘွဲကလူအင်အားများလာပြီဆိုပေမဲ့ဟိုတကယ်ကိုခန့်ပညာကိုဟုတ်ဒီပတ်တီတတ်တဲ့လူကပါတာမဟုတ်ဘူးဗျာသူတို့တွေနဲ့ထိတ်တိုက်တွေ့ပြီးတိုက်လို့တော့မဖြစ်ဘူးအဲ့တော့ရပိုက်စေဘလို့တိုင်ကောင်းလဲနှောင်းနေကွာမင်းရလေ ဒီဝရမ်းမင်းညီမကိုအသုံးချမယ်ကွာ တာပဲအာ ဟဲ့ကွာပြည့်我干嘛？快点来！快点点！မောင်ဘသူရှာနေရလဲမောင်တများများဆိုရင်ဒီကပင်စတဲ့ချစ်ချစ်ပြရသေးရှိအမေကအရာမကျန်တယ်လေပုံရပြက်ကူမှာပေါ့ဟာဟောလို့ပါလေမင်းနေတယ်အနောင်ပါ哎，老嘞，把这把捡着没？မင်းရလေကွာကောင်းကုန်ထွက်ရရတယ်လေ အေးဟုတ်တယ်ဟုတ်ဟောပါရဲ့ငါ့ကိုပါရောက်နေငါလည်းမလို့လားအေးဟာအာကဲကြိုက်စားဟာလေမင်းတို့ကအုပ်စုပွဲပြီးတော့နိုင်ကျင့်နေတာတနာလို့လက်ပေးကြိုင်တာလက်စွပ်ချုပ်မှမစင်းစားနဲ့လက်စွပ်ကအစိုးရချုပ်ပြီးသားဘာရပြောနေကွာလဲရကွာချင်းနေပြောလဲမမင်းကဗမာလိုပြောနေတာမင်းဗမာစကားနားမလဲဘူးလားငါနာမည်ဥမထားလိုက်တရုတ်ကြီးတဲ့တရုတ်ကြီးရှိတဲ့နေပြည်မှာမင်းတို့လှုပ်ချင်တိုင်းလှုပ်လို့မရဘူးဟောတယ်တော့ဟဲ့ရလိုက်တယ် ဗျာဒီငါဒါမတားနဲ့မှားသွားလိမ့်မယ်မင်းကတယောက်ချင်းတော့ကြည်နေတာနော်တရိရှိနောက်ဆုတ်လိုက်ရအောင် ချက်တော့မို့ ရှေ့တိုးရင်မင်းတို့ငါထိုးမိလိမ့်မယ် တေတော်ပေါင်းမယ်လာလေ မင်းစီကိုငါကိုယ်တိုင်လာစရာမလိုပါဘူးလာပဲယောဟဲ့အဲ့ဒီပြင်းနေဘယ်ကလှမ်းကောက်လိုက်တယ်ဟဲ့ နောက်မှမဲကွာ 跳对了，
တွေ့ဘူး ဟဲ့ဘယ်ဘူးလဲ မင်းတို့ဖွဲ့ရလေကွာ 这干嘛有三瓜？ တညက်နဲ့မုံနဲ့လုံးမုံလုံးကိုစက်ကူကတ်ကြောက်ကလေးမာတဲ့စွန်းတို့တင်ပလင်မိုကမြောက်ကလေးစင်းတယ်လို့ပြေးဂျာအေး 哈，把你有人买没得瓜，把家里嘞。 ဂျာအေးကိုသူ့ပဲရဲ့ ငါလူရလွတ်လိုက်စမ်း ကြီးအဲ့ဒါတော်လေးဘုမပါရှင်းနေတာရှင် ဟာတော်တယ်တောင်းတယ်ထိုးရင်မဲတယ်လွတ်လိုက်ပြောနေလေလွတ်လိုက်စမ်း လို့တယ်ဘာလို့ကနေလို့ရှင်ရ မနှောတရားကြီးလေနောက်ဘဝမှာပေါင်းကြမယ်နော် 哪里拿来？瞧呢？呀，自当拿来的呀！你对我没？不要玩了，啊，不要玩了。 翻谁了？我他，钱看啥来搞？啊，对着这没让没搞不了的，慢慢的嘞。啊，有哪么弄的？别下去了，走着走着，快！哎呦，还来一个！最多那个，抓个人，没水多我算弄几百花。လောက်ကိုလေ ရောင်းစားပဲကွာ ရွှေတူဆိုတော့မှမင်းကြီးအောင်နေရမယ် တူဖေးတော့ငါခွဲလိုက်ပါတယ်ကွာမင်းကလေ ဟဲ့ဓမြဘုံရွှေသွားမင်းထွက်ကစားရအောင်မင်းတယောက်ပဲကြံတော့တယ်နော်မင်းတပည့်တွေအားလုံးငါတို့ဖမ်းထားပြီးပြီ ဟုတ်တယ်တရွာလုံးကမင်းကိုဝိုင်းထားပြီးပြီမင်းထွက်ပါမရှိတော့ဘူးအေးမင်းကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးလိုက်မယ်မင်းအသားလေးကြီးအဖမ်းခံပါသားလေးကြီးအဖမ်းခံရင်မင်းကိုအသက်ချမ်းသာပေးမယ်တိုက်ရမှာပြည်စည်းတော့ငါတို့အဲ့ အေးအဲ့ဒီလိုမှမဟုတ်ပဲငါတို့ပြန်ခုခံမယ်ဆိုလို့ရတော့မင်းကိုနွားကြီးပုံနဲ့ထဲမြုပ်လိုက်မယ်နားလေလား မင်းမြုပ်တော့ငါယုံနေတယ် ဟေ့အောင် ဖက်ခဲ့တော့ကွာဘယ်တော့ကွာဟဲ့ပြပြဆိုလုံးစမ်းမှာကွာမင်းနောက်ကပြန်ရောက်လာလားလို့ဟာထွက်လာပြီ啊ထွက်လာပြီညငါတို့ပြောတော့ထွက်မလာဘူးမင်းနဲ့ကြားထဲမှာဖုံးခွဲပြီးထွက်လာတယ်ဟဲ့မင်းမရှိမင်းမရှိလာနေ ပိုက်စေမင်းနဲ့နေစမ်းငါအခက်တွေနေစမ်းမင်း
我媳妇的嘛，你为啥别搞嘞？အောင်စေဘာမှဆိုရင်စရာမလိုတော့ဘူးဒီကောင်ငါတို့ကိုကြောက်ပြီးတော့အတိုင်းကြောင်တုံနေတွေ့ရမလားဟလာ别吓唬我！这干gì来啦？啥呀？这啥的？他叫不都是他这龙王表文的蛋的啦我。今日ပြပြီးတော့အထီခဏကြီးတော့မလိုက်别吵了！别瞎别呗！အောင်စေ 白死！没错。教威啊，教威！ကျုပ်တို့ရွာကိုဒုက္ခပေးနေတဲ့ဒီကောင်ကြီးကိုလေအခုလိုအဆုံးသတ်ပေးလိုက်တာကျေးဇူးတင်ပါတယ်ဗျ ကိစ္စမရှိပါဘူးဗျာ ကျုပ်တို့ရွာမှာကူညီကြတော့ဆိုရင်တော့လက်ဆောင်ပစ္စည်းတွေအများကြီးပေးလိုက်တာ
သူတို့လိန်တာမလိန်တာတော့မသိဘူးပေါ့ဗျာကိုယ်သနာတရားနဲ့ကိုပေါ့ခမရတို့ရွာမှာအခုကူညီတော့ပါလေကျေးဇူးတင်ပါတယ်တလုံးနဲ့ပဲလား ဟုတ်ပါဘူးဗျာကျုပ်တို့ရွာသူရွာသားတွေကလည်းလေတထတွေကမနှဲပါဘူးဗျကဲဘာလို့ချင်းလဲပြော လူရဲ့လို့ဖြစ်လာရင်လူသားချင်းချင်းစာနာထောက်ထားတဲ့စိတ်နဲ့ကျွန်တော်တို့ကကူညီတာပါလို့ဘာမျောလင်းချက်မှမပါပါဘူး ရှင်းအောင်ပြော ဟာလျှောက်ပြောနေတာလေဘာ ဘာမျောလင်းချက် မျောလင်းချက်မပါဘူးဆိုပေမဲ့ဟိုကတရားတရားနဲ့ပေးမှလေပါရမီပြည့်ရဲ့အနေနဲ့လက်ခံပေးရအောင် ဟောဒါတော့ဟုတ်တာဗောဒါဟုတ်တာဗော ကဲခရတို့နေရာလို့ကျုပ်တို့ရွာမှာနေပြီးတက်တက်လုံးလောက်ကင်စားတော့သွားမယ်ဆိုရင်လေကျုပ်တို့ကလက်ခံပေးရမှာပေါ့ဗျာ တကယ် တကယ် သူကလက်ခံပါမလား ဟာဟဲ့လူခင်ဗျားစကားတော့နှောက်သွားလွတ်အောင်ပြောနော်ကျေးဇူးရှိလို့ဒီလောက်တီးခံနေရ ဟုတ် နော် ပါဘူးခင်ဗျားအိမ်ဘေးမှာကွက်လက်လေးတစ်ခုလွတ်နေတယ်လေဗျာအဲ့ဒါကျုပ်တို့နှစ်ယောက်သာဒီရွာမှာအခြေချပြနေတယ်ဆိုအဲ့ဒီကွက်လက်လေးမှာကျုပ်တို့နှစ်ယောက်အိမ်ဆောက်ပြီးနေလို့ဖြစ်ပါမလားလို့လက်ခံပါမလားလို့မေးတာပါဗျာ ကျွန်တော်ကောင်ကြီးကြောင့်လည်းသိရသားနဲ့ဗျာသူကလူရတာအတီခန့်နော်ဒါတိတ်မှန်တာမဟုတ်ဘူးတိတ်မပြေဘူးမပြေဘူးလွတ်နေ ပိုင်နေပါပြောလိုက်တာလေဘာပြောလိုက်တာလဲ သူကမိုင်းခွဲလိုက်တော့လန့်ပြီးတော့လွတ်သွားတယ်စကားပြောတာလွတ်သွားတယ် တေချာပြောရအောင် သူဗျခမရတို့ရွာမှာကျွန်တော်တို့နှစ်ယောက်ကိုနေစေခြင်းနဲ့စေနေတာကိုနားလဲပါတယ်ဒါမဲ့ကျွန်တော်တို့နှစ်ယောက်ကလေဒီနေရာအတီတကျနေလို့မရအများနဲ့လွင့်နေခြင်း ဟုတ်တယ်ပြောရမယ်ဆိုရင်ခြေစလုံးအိမ်တိုင်းဘဝမှာပျော်နေတဲ့ကောင်တွေပေါ့ဗျာ အဲ့တော့ခမရတို့ပေးတဲ့ပစ္စည်းကိုယူမယ်ပြီးရင်ကျွန်တော်တို့ခရီးကိုကျွန်တော်တို့ဆက်မယ် အဲ့ဒါပဲကောင်းပါလေမမညီမလေးတော့သူတို့နဲ့လိုက်သွားမှလားဟင်လိုက်သွားမှာပေါ့ တကယ်ပြောတာလား ကြပါဟာချောင်းကုန်ကြီးကဲတော့တော့ဘာမှဆက်ပြောနေတယ်နော်မလေးဆက်ပြောနေရှင်းလို့ကိုရမှာမဟုတ်တော့ဘူးကဲအဲ့တော့ခင်ဗျားတို့နှစ်ယောက်ကကျုပ်တို့ပေးတဲ့လက်ဆောင်တွေကိုယူပြီးတော့ခင်ဗျားတို့သွားမဲ့ခီးကိုဆက်တော့ ကျေးဇူးတင်လိုက်တာဗျာကျေးဇူးတင်လိုက်တာ နောက်များကြုံကြရင်လေဟိုဝေလာခွင့်ပြုအောင်ခင်ဗျ မကြုံနိုင်ပါဘူးကျွန်တော်တို့ဘယ်ရောက်လို့ရောက်နိုင်မှန်းတော့မသိဘူးလွင့်နေမှာမကြုံနိုင် ကဲပိုင်စီရွာပြင်တော့ရောက်ပြီကွာထုံးစံအတိုင်းမင်းနဲ့ငါဝေစုခွဲရမယ်အချိန်ပေါ့ကွာဒီခါတော့ငါပိုးယူမှတော့ဟဲ့အောင် မင်းလိုချင်ဒီလိုတော့မရမင်းလဲအောင်စေငါလဲပိုင်စေစီတလုံးပိုင်တဲ့လူအချင်းချင်းကွာမင်းကတပူးပို့ရှူရှင်လို့မရဘူးနော်ဟဲ့အေးမင်းလိုချင်တယ်ဆိုရင်တော့မင်းကောင်းနေနိုင်အောင်လှဲနိုင်တယ်ဆိုရင်တော့ဟဲ့တဝက်မဟုတ်ဘူးအကုန်သာယူလိုက် ပိုင်စီမင်းကဒီလိုလား ဒီလိုပဲ ဟာကြိုက်တယ်ကွာအဲ့ဒီတရားတရားနဲ့စိန်ခေါ်မှုကြိုက်တယ်ကွာဟဲ့ပိုင်စီမင်းမြင်းပေါ်ဆင်းလိုက်ရအောင် စင်းတယ် နေမင်းရဲ့လေးအောင်နဲ့တို့တွေခရီးဆက်ရမယ်တည်းနောက်တည်း